ပုံမှန် Minecraft ကလွယ်တယ်ဟုတ်တယ်ကျွန်တော်ပြောမှန်ပါတယ်ပုံမှန် Minecraft ကငကားတက်ကတော့အရန်ကိုလွယ်ပါတယ်ဗျဘာကသူ့ကိုခန့်အောင်လုပ်တော့ရတယ်ဆိုတော့ Minecraft half hard ပဲဖြစ်ပါတယ်ဗျအမြင့် block 4 block ကနေပြုတ်ကျတာနဲ့ရှော့ရင်းနစ်လို့ဓာမိတ်တစ်ချက်ပဲထိရလဲရှော့မကမာ block ကိုတစ်ချက်ပဲနင်းမိရလဲရှော့ iron တွေ့လို့ iron ကိုတော့ခွတ်တာကံမကောင်းလို့လဲရှော့ yep ကျွန်တော်တို့အခုအသစ်စားတဲ့ new series ကတော့မျက်ရည်နဲ့တွေ့တော့မှာပါကျွန်တော်တို့ဒီဗီဒီယိုမှာတော့ဒီတိုင်းမရိုးရိုးမဟုတ်ဘူးနော်ကျွန်တော်တို့ diamond gear တွေကိုလည်းရအောင်လုပ်အောင်ပါနော်ဥပမာ diamond armor လို့ဥပမာ diamond ပစ္စည်းတွေပေါ့နော်ဒီမှာပေါ့နော်ဓာတ်လို့ပစိန်လို့ pickaxe လို့ shovel လို့အဲ့လိုမျိုးဟာတွေလည်းကျွန်တော်တို့ရအောင်လုပ်အောင်ပဲကိုကျွန်တော်တို့ဘေးပိုင်းအောင်ရအောင်အော်မှာ sakura ပိုင်းလည်းရှိတယ်အမအားကူရင်းပြမှာကျွန်တော်တို့အဲ့ iron တွေဘာတွေတွေ့ရင်တွေ့ဦးမှာဒါပေမဲ့ zombie နဲ့မတွေ့ဖို့တော့မျှော်လင့်ရမှာပုံမှန် tool လေးတွေ crap မယ်ပြီးတော့ကျွန်တော်တို့အခုလိုလို့ဆိုရင်ကျွန်တော်တောင်ဝတက်ချိရှင်တယ်အဲ့ဒါနဲ့ပဲကျွန်တော်တောင်ဝတက်ပြီးပစ္စည်းတွေဘာတွေညာကြီးရှာပါဦးမကူသွင်းရင်လည်းကောင်းတော့တောင်ဝမှာဆိုတော့အော် iron ဟုတ်ပဲဟုတ်ပြီဘာကောင်းမှမရှိရင်တော့ခုလိုရတော့တယ်ဟုတ်ပြီဘာမှတော့မတွေ့ဘူးဟိုမှာ iron ထက်တွေ့တယ်ဟိုအများကြီးပဲဟုတ်ပြီ zombie တွေမတွေ့တာနဲ့ပဲကျွန်တော်လည်းအဲ့ကူထဲမှာရှိတဲ့ iron တွေကိုခုနှစ်တလောက်ကျွန်တော်လည်းအပြင်ကိုခွတ်ထုတ်လာခဲ့တယ်ဟိုလန့်သွားပဲ enderman ခါနေအောင် enderman ဆိုတော့ဘယ်ရောက်သွားရတော့မြင်ပြီလားအမတစ်ပင်မော်ရောက်သွားအဲ့တလောင်းစား enderman ပျောက်သွားတယ်ကျွန်တော် enderman တက်မလို့ပါဆို wow ကျွန်တော် village တွေ့ပြီပေါင်းရလာကျွန်တော်တို့ဟုတ်ပြီလာโอเคရအိုးငါတော့ဒီမှာလက်ထက်ရှိရတနာပါလေကျွန်တော် iron ကိုလည်းမတက်လောက်သေးတော့ကျွန်တော်မှ iron ကပေါ်လို့ဒီကောင်ကဘာလို့ဒီမှာလာရက်လဲဘာလုပ်နေကြလဲမသိဘူး A few moments later ဒီမှာအိမ်ဆောင်ပေးတာကြည့်အမှလှလို့မင်္ဂလာပါမောင်လေးတမာရွက်စားပေးရတယ်နော်ဟောတော့တုံးထက်လို့မှာခဲတော့ခွက်လောက်ဟုတ်ပြီထာဒမ်လာရဒီနေ့မှာပိတ်လိုက်တော့ပူလာလိုက်မယ်ခုလိုလုပ်ဆရာအဲ့ရအောင်ပါအော် emerald okay ဒီလူရင်းနဲ့မယူရသေးဘူးဆိုတော့လှအောင်လုပ်ရမှာဆိုတော့ဒီနားလေးမှာပိတ်ထားလိုက်တစ်ပင်တော့ခုတ်မယ်ခုလိုလုပ်ဆရာကျွန်တော်တို့တစ်ပင်အောက်မှာနေတာပိုတိုရင်စောင့်လိုက်မယ်နေတာတဲ့ရင်ဝင်လိုက်မယ်ကျွန်တော်တို့နေတာ fortress နဲ့မြန်တန်းတွေ့မှာလားပေါ့ okay ဒီနားတစ်ပင်ရှင်းမယ်ကျွန်တော်တို့finally တချန်လုံးရှင်းသွားပြီတစ်ပင်တနေရာမှမကျန်တော့ကျွန်တော်တစ်ပင်ကျွန်တော်ရခိုင်တစ်ပင်ရတယ် what ကျွန်တော်အနားချတာမဟုတ်ကျွန်တော်မမြင်ကျွန်တော်နားချတာ what ကျွန်တော်အနားချတာမဟုတ်ကျွန်တော်မမြင်ကျွန်တော်နားချတာသွားမယ်လားဟိုဘက်သွားမယ်တတိထားမှာနော်ဟိုကောင်မင်းနေဟုတ်ပြီရောက်ပြီတခုရှိဖို့တော့မျောလင့်နေဗျာโอเค iron စခုနှစ်တုံးမစိုးလို့ခွတ်ထားလိုက်ပါဘုံလုံးယူလိုက်မယ်ဟာဒါ shipwreck လားဟာဟိုမှာတခုဒီမှာတခုဟောင်းကောင်းရှိရmoss block ဘာလို့ပို့လဲတော့မသိဘူးယူလာလိုက်မယ်ဒီမှာကျွန်တော်တို့ဒီမှာ diamond တော့ချလို့ရတယ် okay ကျွန်တော်နေတာသွားလို့ရပြီဟိုကျွန်တော်ဘာပိုင်ရောက်လာလဲတော့မသိဘူးဟိုမှာ wet လေးရှိတယ်အကောင်းဆုံးကတော့ပြန်သွားတော့ကိုကောင်းလိုက်မယ်မသွားသေးဘူးအဆင်မပြေသေးဘူး
ခုလောလောဆယ်ကျွန်တော်တို့ခုနမှအိမ်တော့စောင့်မှာကျွန်တော်တို့ကျွန်တော်တို့အိမ်ကဒီမှာစောင့်မယ်ပေါ့နော်ဘယ်လိုစောင့်ရင်ကောင်းမလဲလို့ကျွန်တော်စဉ်းစားနေတာအဲ့ရေပေါ်မှာစောင့်ရင်ကောင်းမလားဒီကျုံးကုန်းပေါ်မှာစောင့်ရင်ကောင်းမလားကျွန်တော်ရေပေါ်မှာစောင့်မယ်ရေပေါ်မှာစောင့်ရင်စိတ်ရှိနေတာအခုကရေပေါ်မှာစောင့်မယ်ဆိုတော့ကျွန်တော်မလိုတဲ့ PC လေးတင်ထားလိုက်အောင်မယ်အခုလောလောဆယ်ကကျွန်တော်တစ်သားလေးယူမယ်အိမ်ဆောင်ဖို့တော့နည်းနည်းဆုံးတော့3 lock လောက်ပေါ့ဟုတ်ပြီပေါ့နော်အခုကျွန်တော်တို့မှာဒီမှာအများကြီးရှိတယ် slab လေးโอเคအခုကျွန်တော်တို့ကတော့ဒီရေပေါ်မှာစောင့်မှာဆိုတော့ရေပေါ်မှာရုပ်တည်စောင့်မှာတော့မဟုတ်ဘူးဒီမှာစောင့်လို့ရတယ်ကျွန်တော်တို့ဒီလိုမျိုးကနေစတက်တော့လိုက်မယ်ဖောက်လေကာဖောက်လာမလာတော့မသိလှုပ်ထားလိုက်မယ်โอเคဒီလိုမျိုးလေးဖြစ်မယ်ပေါ့နော်ဟုတ်အဲ့လိုလုပ်မယ်စားလေးကျွန်တော်ပြောပြမယ်ပြီးတော့ဒီနားမှာထားမယ်အကြံလေးအဲ့လိုမျိုးဒီမျိုးတင်လိုက်ဟုတ်ပြီရပါပြီလာပါပြီကျွန်တော်တို့ဒီဗီဒီယိုမှာ diamond လောက်ထားတဲ့ PC တွေကိုပဲလောက်အောင်မဟုတ်ပါဘူးကျွန်တော်တို့ကအိမ်ကိုလည်းပြီးအောင်စောင့်အောင်မယ်ပြီးတော့ရှင်ကျွန်တော်ကငကားကိုရအောင်တက်ရမယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ဒီ channel ကပြီးမှာပဲဖြစ်ပါတယ်အိမ်ကတော့ပြီးသွားပါပြီဘယ်သူပြောလဲတော့မသိဘူးပြီးသွားပြီဆိုတာခေါင်းမိုးလေးပဲပြီးသေးတာကျွန်တော်ဘာမှမပြီးသေးဘူးကျွန်တော်တို့စိုးအောင်အိမ်လေးကတော့လှမယ်လို့တော့ထင်တာပဲအခုကတော့ဒီမှာဒီလောက်ကြီးတော့ပြီးသွားပြီဆိုတော့မစိုးတပ်ကွက်နောက်ကွက်တော့ဘူးပဲလိုတာနေတော့အဲ့ဒါရသွားပြီဘာဒါကျွန်တော်တို့တိရစ္ဆာန်မွေးပဲဗျဒီတိုင်းပဲရှုခင်းပေါ့စောင့်ချင်တာဆက်ဆောင်နေရတယ်ဒီဘက်မှာလှရလို့တော့ထင်တယ်လို့တော်လေးတော့ကြည့်ချင်တာကျွန်တော်အိမ်လှတာအခုကျွန်တော် edit လုပ်နေတဲ့အချိန်မှာကြည့်ရတော့ကျွန်တော်အိမ်ကြီးကလေအိမ်ထက်မတူဒိုင်းနဲ့တူတာโอเคဟဲ့လေအင်္ဂလိပ်ကတော့လှနေပြီကျွန်တော်တို့မှာခန့်နေပါဦးကျွန်တော်တို့မှာဒါရှိမယ်ဗျာခန့်နေဦးဒီမှာမဟုတ်ဒီမှာတွေ့မနော်ကျွန်တော်တို့ကဒါရှိမယ်ဒီဟာလေးကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော်ပြီးတော့မှသွားကြည့်မယ်ကျွန်တော်တို့ဒါကျွန်တော်တို့အိမ်ပေါ့နော် तू ကဟိုအဲ့ဖက်မှာရှိမယ်လို့ခမဟုတ်ခဏဒီနားကြည့်လိုက်တော့ဒီအရှိမှာရှိမယ်ပေါ့နော် तू ပြောတာအဲ့တော့ကျွန်တော်အရှိကိုသွားကြည့်မယ်โอเคတော့ဒီနားမှာလို့ပြောဒီနားကိုခွတ်စင်းကြည့်ရမှာဆိုလို့ရှင်ဟုတ်နော်ဒီနားလေးမှာတဲ့ပဲဒီမှာဟုတ်လားတော့မသိဘူးမဟုတ်သေးဘူးအဲ့ဆိုဒီနားမှာခွတ်ကြည့်ရမှာ对ပြီနော်ဒိုင်းမမရှိဘူးဒါပေမဲ့ဒါရှိရဆိုမဆိုးကျွန်တော်ဒါနဲ့အုပ်ထုတ်လုပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ခုကနေသားထဲသွားမယ်အမြင့်တက်ထားပါတော့နည်းနည်းအမျိုးပစ်ကလင်တွေအဲ့ဒါကျွန်တော်ရိုက်တော့မှာမဟုတ်ဘူးအဲ့လိုကောင်တွေကကျွန်တော်ရိုက်မဲ့ကောင်ဟိုဝက်ပဲရှိမယ်ဗျာဝက်ကတော့ကျွန်တော်သေချာပေါက်ရိုက်မှာခဏကျွန်တော် Nature Forest ရှာကြည့်လိုက်အောင်မယ်ရှောင်း20ဒီတက်ပဲ Nature Forest ရှိမှာလားဆိုတာရှိတယ်ဟိုလောက်အောင်ပါပဲဘာကြီးတော့အတန်ကြီးโอเคကျွန်တော်တို့ဒီဘက်ကိုတွားကြည့်လိုက်မယ်ဗောနော်ဒီဘက်မှာရှိလောက်တယ် Oh What the hell is it ကျွန်တော်ဒီမှာကျွန်တော်ရဲ့ strategy ကကျွန်တော်ကဒီမျိုးဗောနော်ဘေးနိုင်ရန်နေပိတ်ပြီးတော့အပေါ်တွေပိတ်အောက်ကိုပိတ်အဲ့လိုမျိုးဗောနော်အဲ့လို strategy နဲ့တွားမှာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကအန်တရရဲများမှာဘာလို့ဆိုတော့တွေးရအရင်နေဆိုတော့ Let's goအဲ့ဒါဒီတိုင်းပဲဆန်းပြဟာဖာရာဘယ်လောက်ခက်လဲဆိုတာMeanwhile, သွားပါပြီ Surprise, motherfucker. ပြောင်းအများကြီးပဲbra တို့မြင်တဲ့အတိုင်းပဲကျွန်တော်တရားဆောင်လို့မပြီးခင်မှာဖြစ်ပျက်ထားတဲ့အရာတွေကိုကြည့်ပြီးတော့ကျွန်တော်ကိုလေ subscribe လေးလုပ်ပေးကြပါအောင်အခုကတော့ကျွန်တော်တို့လမ်းတော့ပြီးပါတယ်ဟိုဘက်ခြံကြီးရောက်သွားကျွန်တော်ပြမယ်ဟောမလေး fortress အမလေး fortress တွေ့ပြီ spawner ကသူကဒီမှာပြတာဒီမှာ
သူကဒီဘက်မှာလို့မလေးပြလာဒီဘက်သူကခုနကကျွန်တော်ရှောင်းနေဒီမို့ပေါ့ဒီမို့စမ်းကြဗျာတီးရဲ့ speed run ဆော့ရတူတော့တီးလိုက်မယ်ကျွန်တော် speed run တော့မဟုတ်ဒါပေမဲ့ကျွန်တော်နည်းနည်းလေးလာတာဒီရှောင်းနေဆန်းတာသူဒီဘက်ဆိုတော့တွေ့ပြီကျွန်တော်ဝူး emotional damn it iron ၄လုံးလောက်ရမယ်ကျွန်တော်ဘာလို့ iron နဲ့ဆက်ချတယ်အောက်ကိုနေကြအောင်ပါဟိုထင်းနေတွားပြီယော baby zombie ယောနှစ်ကောင်ဝင်းတော့လားယောနှစ်ကောင်ဝင်းတော့လားယော၃ကောင်Wow, room photo. Oh my god. ကျွန်တော် golden apple ရလာတယ် Oh my god. golden apple. Oh my god. ဒါရတော့တန်သွားပြီရှယ်ပဲအခုကျွန်တော်လိုချင်တဲ့ PC တွေလည်းကျွန်တော်ရသွားပြီဆိုတော့ကျွန်တော်ကနေတာထဲသွားမယ်နေတာထဲသွားပြီး Neta Fortress ဆဲဝင်မယ်ဝင်လိုက်ကျွန်တော်တို့ Blaze ကိုတက်မယ်ပေါ့နော် Blaze တက်ပြီးတော့ရှင် Blaze တော့10ခုရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်အပြုံထွက်မယ်ပြီးတော့ရှင် Enderman 12ခုဒါမှမဟုတ်10ခု17ခုအဲ့လောက်လေးစုသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ငကားတော့တက်မယ်ပေါ့နော်ဒါပေမဲ့ငကားမတက်ခင်ကျွန်တော်မှာ Diamond Full Armor ပေါ့နော်ပြီးတော့လို့ရှိရင် Diamond ပစ္စည်းကြီးပေါ့နော်ဥမာဟိုဓာတ်လို့ PX လို့ပစိန်တို့ shovel လို့အဲ့လိုမျိုးဟာတွေပေါ့နော်အဲ့လိုမျိုးဟာတွေလည်းကျွန်တော်တခါတည်းပြီးအောင်လုပ်မယ်ပြီးတော့ရှင်ကျွန်တော်တို့ငကားတော့တက်ကြမယ်โอเคရလားစပွန်လားရတယ်တခုရတယ်ပြစ်မီးပြစ်โอเคနှစ်ခုရလာပြီโอเคပြစ်မီးနဲ့ပြစ်ဟုတ်ပြီအော်အနောက်ကကောင်လာပြစ်သွားတယ်โอเคရလား drop တယ် brother တို့အခုမြင်နေ blaze rod နဲ့ဒီ ender pearl ကကျတော့ chest ထဲမှာပုံမှန်ဟို generate ရှိနေမှာမဟုတ်ဘူးဒီကကျွန်တော် UV ထည့်ထားတာပေါ့နော် brother တို့အထင်မှားမှာဆိုလို့ဒီကကျွန်တော်ဟိုဒီနားမှာတွေ့ပြီးတော့ကျွန်တော်ပစ္စည်းပျောက်မှာဆိုလို့ဆိုပြီးဒီထဲမှာလာယူပြီးတော့တင်ထားတာ okay ဟုတ်ပြီ3ခုရလာပြီကျွန်တော်တို့9ခု10ခုလောက်ရှိရင်ရပြီ9ခုလောက်ရှိရင်လည်းခိုက်ပဲကျွန်တော် ender pearl ချဖို့ပဲလို့တော့ okay ကောင်းတယ်3ခုအဲ့ဒါနောက်ဆုံး2ခုလောက်ဆိုရပြီ okay drop လား drop ဘူးဟော okay ရလားရတယ် five တွားမနေတော့ issue ကောင်းတယ်ရပြီ finally မနေတော့ကျွန်တော်တွားပြီပြန်ဟုတ်တယ်ဒီမှာရှစ်ခုဒီမှာရှစ်ခုရပြီဒီလောက်ထဲနဲ့မလောက်ဘူးဆိုတော့ကျွန်တော်တည့်ရကိုကဝေါကျွန်တော်အခု၄လုံးရလာပြီโอเคအခုကျွန်တော်စီမှာ ender pearl 7လုံးရှိပြီဆိုတော့ကျွန်တော်ထပ်မရှာကျွန်တော်ဒီ7လုံးနဲ့ပဲငကားသွားတက်လိုက်တော့မယ်အော်ကျွန်တော်မိတ်ရွာလို့ကျွန်တော်တို့ diamond full armor အရင်လောက်အောင်မယ် diamond full armor တွေ diamond ပစ္စည်းတွေလည်းအကုန်လုံးလုပ်ပြီးတော့မှကျွန်တော်ကငကားသွားတက်လို့ရမှာအခုကတော့ဒီမှာပေါ့နော်ကျွန်တော်ဒီကောင်းစီကနေကျွန်တော်ကပေါ့နော်ဒီမှာ armor trade မယ်ပေါ့နော် trade ပါရင်သူက3 patient စီ upgrade ဖြစ်သွားပြီးတော့ diamond armor ရှောင်းမှာပေါ့နော်ဒီကောင်ကဒီမှာပေါ့နော်သူ့စီကနေကျွန်တော် core trade လည်းရတယ်ဒါပေမဲ့ကျွန်တော်မှာခိုးမရှိလို့ကျွန်တော်ကဒီမှာပေါ့နော်ဒီ armor ကိုပဲဝေလိုက်မယ်ပေါ့နော် patient စီဝေနေ upgrade ဖြစ်သွားအောင်ပဲလုပ်လိုက်တော့မယ်ဘာလို့ဆို emerald ရှာတာအလုံးမခက်ဘူးကျွန်တော် emerald ဘေးကနေရှာရတယ်ဆိုတော့ကျွန်တော်ပြမယ်ပြီးတော့ဒီကောင် upgrade ဖြစ်သွားပြီဆိုရင်သူက iron ရောင်းတယ်ပေါ့နော်သူ့ဆီကနေကျွန်တော် iron trade ပြီးတော့ဟိုပါဗာလဲ emerald ယူလဲရတယ်ပေါ့နော်အခုကျွန်တော်ဒီ villager နဲ့ trader သူက level 4ရောက်သွားပြီမလို့ဒီမှာပေါ့နော် diamond legging နဲ့ diamond boost ရလာပြီပေါ့နော်ပြီးတော့ရှင်သူ့ diamond ဟိုဟာ chest နဲ့ diamond helmet ကိုလည်းကျွန်တော်ရအောင်လုပ်အောင်ပါနောက်ထပ်တစ်ဆင့် level up အောင်လုပ်အောင်ပါကျွန်တော် emerald ကကြောက်ကျွန်တော်ကဒီကောင်းစီကနေချတာပေါ့နော်ဒီမှာကျွန်တော် stick ကိုတွားရောင်းပြီးကျွန်တော် emerald ယူတာပေါ့နော်အခုကကျွန်တော်ဟိုဟာ video အစကျွန်တော်ခုတ်ထားတဲ့တစ်ပင်တွေအကုန်လုံးကျွန်တော် stick ပြောင်းပြီးတော့အခု emerald လာ trade နေပြီကျွန်တော်အိမ်မှာဟိုဟာတစ်သားတင်းမှမကြမ်းတော့ဘူးနောက်ဆုံးတော့ကျွန်တော် diamond chest plate ဆိုကျွန်တော်ဝေနိုင်ခဲ့ပြီ Oh my god အကြာရွယ်ဒီတစ်ခုထပ်ရဖို့အခုကတော့ကျွန်တော်စဉ်းစားရတယ်ဗောနော်ကျွန်တော်ဟိုပါလဲဖက်ထက်ရင်ဝင်ကောင်းပါလားအုတ်ထုတ်ရင်ဝင်ကောင်းပါလားဆိုတော့စဉ်းစားရတယ်ကျွန်တော်ထင်တာကျွန်တော်ဖက်နှက်ပဲရင်ဝင်လိုက်တော့မယ်ဘာဖြစ်လို့လဲဆိုတော့ဖက်နှက်က feather falling ရှိတယ်ဆိုတော့နောက်ဆုံးတော့ဗျာကျွန်တော် diamond full မှာရတော့မယ်ဗျာဒီဇလန်ပြီးတော့မှာ Okay အခုကျွန်တော်လိုနဲ့နောက်ဆုံး emerald လည်းရသွားပြီပြီးတော့ diamond helmet လည်းရသွားပြီအဲ့ဆိုတော့ကျွန်တော်အခုdiamond full မှာရှိသွားပြီ let's go အခုကတော့ကျွန်တော်စီမှာရှိတယ် ender pearl 7လုံးနဲ့ပြီးတော့ blaze rod 10ခုပေါ့နော်အဲ့ဒါလို့ပြီးတော့ကျွန်တော်တို့ eye of ender လောက်တော့မယ်ပြီးငကားတော့တက်မယ်ဖောက် okay 7လုံးရလာပြီ okay အခုကျွန်တော်တို့တော့ပြစ်ကြည့်မယ်ပေါ့နော်ဒီ eye of ender ပေါ့နော်ဒီ zombie ကလည်းရှိရလားကားနဲ့ဘယ်လိုကောင်လဲမသိဘူးယော့တေးသွားပြီ okay ကျွန်တော်ပြစ်ကြည့်မယ်ပေါ့နော်သူဘေးဖက်သွားမှာလဲဆိုတာအနောက်လားဒီဖက်သွားတာ
ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီဘက်ကိုသွားရမယ်ပေါ့နော်โอเคအခုကျွန်တော်မွေးထားရဒီမှာပေါ့နော်မြင်းတစ်ကောင်ရှိရပေါ့နော်ငါဒီကောင်နာမည်ကကျွန်တော်လာရင်ပေါ့နော်လာရင်ငါဒီတိုင်းပဲစရနော်မင်းမြင်းဖြစ်ရှင်တာငါ့ကိုလည်းမပြောရင်ကြတဲ့โอเคအခုကျွန်တော်တို့နောက်တစ်ခုထပ်ပြကြည့်မယ်ပေါ့နော်အော်ကျွန်တော်ကြော်လာရောအော်ဆိုနောက်ပြန်သွားမှာပေါ့ဟာဘရာရာလောက်ရတယ်ကျွန်တော်အိုးရောက်ပြီအော်အဲ့အောက်မှာပေါ့ဘယ်လိုဖြစ်လို့ဟိုက room photo ရဲ့အောက်ကိုရောက်နေတာကျွန်တော်တို့တခါမမြင်ဘူးပါဘူးအခုကတော့ကျွန်တော်တင်ငယ်ချင်းကိုကျွန်တော်တောအုပ်ကြီးထဲကျွန်တော်ပြန်ပြီးတော့freedom ရအောင်လို့ပြန်လွတ်ပေးတော့မှာဖြစ်ပါတယ်တတနောက်နေ့ငါတို့ပြန်တွေ့မယ်ခုန Eye of Ender ဒီအောက်ကိုဆင်းတော့ကျွန်တော်တွေ့ရတယ်ကျွန်တော်ဒီအောက်ကိုခွတ်ဆင်းလိုက်မယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ဒီအောက်ကိုဆင်းမယ်ပြီးတော့အပေါ်ပန်ပိတ်လိုက်မယ်ဒါမှမဟုတ်ကျွန်တော်ရင်းနစ်လို့တိတ်အောင်မယ် Oh my god diamond ဆော့ရင်စမ်းကြည့်မယ် smite sharpness 2ဒါမဆိုး sharpness 2ပဲ power 2ဒါမဆိုးဒါယူလိုက်မယ်ကျွန်တော် okay power 2ပဲရတယ် efficiency 3 okay and breaking 3အဲ့လိုဖြစ်နေရမှာ okay ကျွန်တော်တို့ armor ကတော့ကျွန်တော်က protection တွေရှိပါပြီ armor ဘာမှအသုံးဝင်လာဘူးကျွန်တော်ထင်တာ okay ကျွန်တော်တို့အခုကျွန်တော်တို့ shovel ကိုလုပ်ကြည့်မယ်ဒီမှာဒါ efficiency 3တောင် level 20မှာရရင်အစေးပေါ့အခုကျွန်တော်တို့ share land ထဲမှာ diamond x ပဲလို့တော့ diamond x ကိုရသွားပြီဆိုရင်ကျွန်တော်အကုန်လုံး AC ဖြစ်သွားပြီ။အိုးမိုးကျွတ်ပြလိုက်။ဒါကြီးကတော့နည်းနည်းကန်ဆိုးသွားပြီ။အိုးအောက်မှာ strong hole တွေ့ပြီ။ strong hole တွေ့ပြီ။တော်တော်လေးသတိထားပြီးဆင်းရမှာ။ Okay I have to be careful ဒီမှာတော့တကောင်မှတော့မတွေ့ဘူးဒါပေမဲ့ဒါ 4 damage ရှိမှကြောက်တယ်။ဟုတ်ပြီ။ Oh wow diamond ဒီမှာဖြစ်နိုင်တယ်။ခိုင်တယ်အဲ့လိုမလုပ်နိုင်သေး။ Okay, I found it. How be? What? Zero eyes? Oh my god, ကျွန်တော်မှာ10 eyes of ender ပဲရှိတယ်။ကျွန်တော်ဘာဖြစ်လို့အဲ့လိုကန်ဆိုးခေါ်တော့Oh my god. 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 အဲ့တော့အဲ့ပေါ်နှလုံးတက်တော့ရှာရအောင်ပါ။ကျွန်တော် Minecraft မအန်ခိုင်းသေးရှင်သေးဘူးဒီကောင်ကြီးကပြောင်းပေးနိုင်တယ်။ညမင်းကောင်ပြောင်းပေးတော့ရအောင်။တော့ငါYes finally ဒီမှာဖောက်ရလိုက်ဟာ finally ကျွန်တော်ဘာလို့လောက်ပြောနေလဲဆိုတော့ကျွန်တော်ဒီ ender pearl ကို trade လို့ရဖို့အတွက်ကျွန်တော်နောက်ထပ်အချိန်30မိနစ်လောက်ကုန်သွားတယ်ပေါ့နော်တကယ်ဆိုကျွန်တော် enderman သွားတက်လဲရတယ်ကျွန်တော် piglin နဲ့တော့ trade လဲရတယ်ကျွန်တော်အရန်ပြင်းလို့နေတာထဲမဝင်ကျွန်တော်that's the last one bro brother ready ပြီလားကျွန်တော်တို့ငကားတက်ကတော့Oh, wee! No, be out. Okay, the cook where why? Okay. Now the cook, thì na mà lâu à tiểu. Oh, shoot. Oh, okay. Đã lấy gì không? Không nó lại quên. Oh my god! Oh. Okay. Điều ngoài bên này luôn làm cái này liền làm cái gì? Thì cho nó đội trình mày. Hai nữa. Okay, cho nó đội trình mày. Chỗ à này. Để chỗ à. Nhưng vui quá. Okay, con đấy. That is fine. Okay, quay đấy. Come on. Oh, bro, that was one shot. Oh my god. Yo, em làm mấy người chiếu nó ngầu thì ghé làm sao đấy nhở? Okay. Wow, incredible. Xì lên phía lại sao vui. Ngà mèo chi lại luôn là luôn. Chi lại mi luôn này mà cho nó mình tìm giờ ngon mình lấy đây lấy không lấy đây lấy. Em nào bây giờ nó lấy đi đấy. Em là dragon lấy em nào bây giờ lấy đi đấy. Chị dữ.
ဘယ်ရောက်อ่ะဒီလိုမျိုးပြရမှာ Emotional damage. แม่มาแน่โอเคโอเค finally oh my god နောက်ဆုံးတော့ပြီးဆုံးသွားပါပြီနောက်ဆုံးတော့ကျွန်တော်တို့ share လန့်ပြီးဆုံးသွားပြီโอเคအော်ကျွန်တော်မိုက်ပြုတ်ကြအောင်ပါကျွန်တော်မိုက်ပြတ်မိုက်ကြီးဘာမို့မိုက်ဟွာဖြစ်တော့မိုက်ကြီးပြုတ်ကြသွားတာပျော်လုံးလို့အဆုံးထိနေပြီတဲ့သူပရိသတ်တွေအားလုံးကျွန်တော်အားကြပါတယ်ဗျာဒီဗီဒီယို like 9000ပြည့်လို့ရှင်နောက်ဗီဒီယိုမှာကျွန်တော် half fat ကို half hall mode နဲ့လာဆော့ပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယို like 9000တကယ်ပြည့်အောင်မလုပ်ကြနိုင်တော့ဘယ်သူမှမလုပ်နဲ့ subscribe